ဘာလို့တော်လန်ရေးထဲမှာပါတယ်လို့ဘာလို့ဆယ်လီလို့ကိုမေကိုလို့လာမလုံးနဲ့မင်းမေစပတ်တက်ပွဲတစ်ခုကိုခေါင်းခံရလို့ဒါဟဲ့အောင်ဆိုရှယ်မေလို့ရကြားတယ်ဟောစီစုစားစောက်ကြမင်းလို့တရင်မှုလောက်လာငါလုံးမရောက်လာဖင်ခါမင်္ဂလာပါခင်ဗျာအခုတစ်ဖက်လှည့်ကြတဲ့အကြောင်းအရာကတော့ပွဲကြိုက်တဲ့သူတွေအတွက်တော်လန်ရေးလုပ်နေတော့ငဇွဲနဲ့ကိုရီးယားမှာနေသောထောက်ပို့ငွေပူတို့၏အပြန်လန်ဆဲနေသောအကြောင်းအရာကိုတင်ဆက်ပြတာအသုံးတော်ခံပါမယ်ခင်ဗျာဒီ channel ကို subscribe နဲ့ခေါင်းလောင်းလေးကိုနှိပ်ပြီးတင်တိုင်းသိရအောင်ပါလို့ကျေးဇူးပါခင်ဗျာအဲ့ဒါ PDF တဲ့အဲ့ဒါ PDF ငဆွဲတဲ့နော်အဲ့စကားပြောတာဘာလို့မှရန်သူကပြောတာကိုလက်ခံတယ်တော်လန်ရေးရလို့ဘာလို့တော်လန်ရေးထဲမှာပါတယ်လို့ဘာလို့ဆယ်လီလို့ကိုမေကိုလို့လာမလုံးနဲ့မင်းမေစပတ်တက်ပွဲတစ်ခုကိုခေါင်းခံရလို့ဒါဟဲ့အောင်ဆိုရှယ်မီဒီယာမှာနေတာတော်လန်ရေးမှာလိုက်လွင်ပြီးတော့ငွေမရှာရင်မင်းမေကိုဖာခံခိုင်းပြီးငွေရှာရမလားမေးလို့တွေမင်းမေကိုဖာခံခိုင်းပြီးငွေရှာရမလားမင်းမေလို့လိုက်မိုးစမူစာရဲ့တော့ပါတော့ဒီအောင်စောက်ကြပါရောမင်းလိုက်လွင်လိုက်မင်းကဓာချင်းထတ်ထိုးမယ်မေလို့ရကြားတယ်ဟောစီစုစားစောက်ကြမင်းလို့တရင်မှုလောက်လာငါလုံးမရောက်လာဖင်ခါနေပါလားသူ့တဲ့မောင်လေးမခေါ်နဲ့တရင်မှုခေါ်တယ်ငါလုံးမလားလိုက်လွင်တယ်ပကတ်ထဲမှာလိုက်လွင်တယ်ရောက်မှာလဲဘော်ကီတူပြီးအရက်ကြောင်ကြောင်လာငါငွေပုလဲလီးပဲငွေပုအစားလာပြောတဲ့ကောင်လဲလီးပဲမင်းလို့လိုက်သိလားမင်းတို့နဲ့ငါတို့နဲ့ဇာရိတဝါရိတတင်အကုန်ရှင်လို့ရတယ်သိလားမင်းလို့လိုက်ငါလိုမှသားတွေစောက်စကားများတယ်မင်းတို့အပြင်မှာလာပြောကွာငါလည်းကွာယောက်ျားတွေကွာစကားပြောနေတာငါပြောတာမင်းလိုက်လွင်လိုက်ဘယ်နေရာတွေပြစ်တာတော့လို့ဘယ်နေရာတွေကိုတိုင်းပြီးသွားရချပြမင်းတနက်ကင်တိုက်မနေနဲ့ငါပြောနောက်ကလေငါတို့ကမ်ပိန်းလာပြီးတော့ခိုင်နေဘယ်နေရာကိုတိုက်ထားပါလဲဆိုဟာလေးကိုချပြသိလားဒီကောင်လားသူ့ပဲစပ်ပတ်ပဲတိုက်နေတာမအေးလို့ကလီးတိုက်တာလားမအေးလို့ကသမင်းလေးစားပြလိုက်သမင်းလေးစားပြလိုက်နဲ့ဘရော့ကလေးလုံးပြလိုက်ငါလုံးမသာစောက်တော့တာလေးတီးပြလိုက်ငါလုံးမသာစောက်တော့တာဘစ်နဲ့မအေးလို့ကမင်းမေကိုအဲ့လို့လိုက်မအေးလို့မင်းတို့တော်လန်ရေးကိုတော်တော်ယွန်းတယ်သိလားကြာဆုံးရဲဘော်တွေမျက်နှာထောက်နေလို့ကြာဆုံးရဲဘော်တွေအသက်တွေလကားမဖြစ်မှဖြစ်သွားမှဆိုးလို့တာတော်လန်ရေးဆက်လုပ်နေတာမင်းလို့တွေအားတော်ချောင်းတယ်စောက်စကားတော်တော်များတယ်တော်လန်ရေးမင်းပထွေးကောက်ခိုင်းတာဒီကိုရီးယားငါလုံးမသာမင်းတို့ငတ်နေမှာသိုးလို့ဆိုပြီးတော့ကိုမေကိုလို့ပြန်မေးကြည့်လိုက်အောင်ဟမ်အော်ဒီကောင်ကတော့ဒုက္ခပဲမင်းတို့တော်လန်ရေးကစောက်စကားတော်တော်များတယ်တော်လန်ရေးစောက်စကားများတယ်ကိုမေကိုလို့တွေစောက်စကားများတယ်တော်လန်ရေးဒဏ်ရာရဲဘော်တွေနဲ့ကြာဆုံးရဲဘော်တွေရဲ့ရီမန်းချက်ကိုတန်ဖိုးထားလို့တာဆက်လုပ်နေတာစောက်စကားများတဲ့တော်လန်ရေးဆိုတဲ့ကိုမေကိုလို့တွေရဲ့စောက်ခွက်ကိုကြည့်အောင်မကြည့်ချင်ဘူးတော်လန်ရေးပြီးရင်မင်းတို့ကောင်တွေနဲ့လီးတော့မပတ်သက်ဘူးအဲ့ဒါမင်းပထွေးကိုပြောရမှာမင်းငွေပို့ဘာလို့ကောက်ခိုင်းတာလဲမင်းသွားပြောလေမင်းစပ်ပတ်လို့လီးမလို့ပြောတာလားမင်းကလှူဘူးလားတို့ just like ဟိုက certificate ပြတော့မင်းစပ်ပတ်လားငါလုံးမလီးကိုထိတ်နှောက်လိုက်အောင်ငါလုံးမသာမင်းထိတ်ကိုလီးနှောက်လိုက်လို့ငါလုံးမသာပြန်ပြီးတော့တတိယအောင်မယ်ကိုမေကိုလို့ဖာတယ်မှာကိုပြောင်းအားလုံးပဲမင်္ဂလာပါခင်ဗျာတော်လန်ရေးဆိုတာတယောက်တည်းလှုပ်လို့ရတာမဟုတ်ပဲပြည်ပကထောက်ပံ့မှုနဲ့မြေပြင်ကတိုက်ပွဲဝင်မှုတို့ပေါင်းဆက်မှသာအောင်မြင်ပါပါဒါပေမဲ့အခုကိုငွေပူနဲ့ကိုဆွဲတို့ရဲ့ရုပ်တံမှာတော့အချင်းချင်းကျေးဇူးကမ်းတယ်လို့ဆွဆွဲတာတွေတွေးသွားပြီလို့အပြစ်တင်တာတွေနဲ့ပြည့်နှက်နေပါတယ်ဘလို့အခြေအနေတွေကသူတို့ကိုဒီလောက်ထိရန်သူတွေလို့ဖြစ်သွားစေတာလဲဒီဗီဒီယိုမှာတော့သူတို့နှစ်ဦးရဲ့အပြန်လန်ခြေပတ်ချက်တွေအတိတ်ကကပိန်းမတရားတွေနဲ့လက်ရှိပဋိပက္ခတွေကိုအစဆုံးတွေ့မြင်ရမှာဖြစ်ပါတယ်ဟုတ်လားမင်းတို့လည်းအာငါသိမ်းပြီးမှကိုရီးယားရောက်တာမဟုတ်ခွေးမသားတောင်စားသမင်းကတော့လီးတောင်သွားအဲ့ကောင်အဲ့ငဆွဲဆိုတဲ့ကောင်အဲ့ PDF ကောင်ဒီကကျမမင်းတို့တောင်သားကိုပေးတာမဟုတ်လားငါလုံးမလားတောင်သားငါလုံးမသားတောင်သားစောက်ခဲ့လိုက်ကြည့်တယ်မအေးလို့ကျွေးတဲ့လက်ကိုပြန်ကြိုက်တဲ့ကောင်ငါလုံးမသားဟမ်မင်းစပ်ပတ်မလို့ငါတို့မသိဘူးပြောတာလားငါတို့ကကောက်ခိုင်းတာတို့ဘာတို့နဲ့ဟမ်အေးငါကောက်ခိုင်းတာမင်းတို့အဲ့မှာမင်းပထွေးကောက်ခိုင်းတာဒီကိုရီးယားငါလုံးမသားမင်းတို့ငတ်နေမှာသိုးလို့ဆိုပြီးတော့ကိုမေကိုလို့ပြန်မေးကြည့်လိုက်အောင်ဟမ်အော်ဒီကောင်ကတော့ဒုက္ခပဲအဲ့ဒါမင်းပထွေးကိုပြောရမှာမင်းငွေပို့ဘာလို့ကောက်ခိုင်းတာလဲမင်းသွားပြောလေမင်းစပ်ပတ်လို့လီးမလို့ပြောတာလားမင်းကလှူဘူးလားတို့ just like ဟိုက certificate ပြတော့မင်းစပ်ပတ်လားငါလုံးမလီးကိုထိတ်နှောက်လိုက်အောင်ငါလုံးမသာမင်းထိတ်ကိုလီးနှောက်လိုက်လို့ငါလုံးမသာအတိတ်မိလိုက်ပြန်ပြီးတော့တတိယအောင်မယ်ကိုမေကိုလိုရဲ့ကိုမေကိုလိုဖာတယ်မှာကိုပြောင်းမင်းစီရောက်စားတိတ်ပြီးလိုးဝေးလိုက်မယ်သူများတွေအသက်လူပြီးတော့ပြစ်နေရနေတော့ပဲငွေဘူးနာမည်ခေါ်ပြီးတော့အတန်းရှင်းချနေရကျွန်တော်ကမမိတော့လားနောက်ကဟာအော်တကိးပါမှာဆိုပြီးငါလုံးမသားလေးတွေပြီးမှတင်သူကမဟုတ်ပဲညင်းနေတာသူကမဟုတ်ပဲညင်းနေတာငါတို့ကမသိဘူးငါတို့ကဝေးမှနေရတော့နင်တို့အပုတ်ချင်းတွေကထွက်ရနေပြီအနံ့နေထွက်ရနေပြီဟမ်မင်းငါဆွဲဆိုတာမင်းဘလူးမှမသိနေတာငါကူညီခဲ့တာမအေးလို့ကိုရီးယားလူတွေကသွေးအေးနေပြီတဲ့ပြီးတော့ငါလုံးမသားကိုရီးယားလူတွေကလည်းဘာလုပ်နေလဲသွေးအေးကုန်ပြီတဲ့ကမ်ပိန်းမရဘူးစင်ကာပူကဟိုဘာညာဟိုအိမ်ပေါ်လေးတွေနဲ့သိတယ်မလားသိတယ်မလားဟိုလိုင်းပေါ်မှာဆယ်လီရောင်ပါရောင်ငါလိုကလူဘာဝါတာငါလုံးမကိုရီးယားလူတွေကသွေးအေးတယ်တို့သွေးအေးမှမဟုတ်မင်းဖေဖာတယ်မှာတက်လို့မှာငါလုံးမစောက်လုံးနေတာကိုရီးယားလူတွေကနားလဲလားပြည်သူတွေတွေးရစားပြီးတော့ကျွန်းခံနေရတဲ့ကျွန်းခံနေရတဲ့လို့စောက်ခွက်တန်နေလိုက်နေငါလုံးမသားတမိုင်းတစ်ခွေမှာမတွေ့သေးနဲ့ကိုမေကိုလို့
မင်းဖေရောတလားမင်းစစ်ခွေရောတလား နေပုတ်ကပေါ်နေ မင်းဖေစစ်ခွေရောမင်းမသားတကွေးမှမတွေ့သေးနော်တလား မမိုးစမှုစာရဲ့တော့ပါတော့ ဒီအောင်စောက်ကြပါရောက်မင်းလိုက်လွှင့်လိုက်မင်းကဓာချင်းထတ်ထိုးမယ်မေးလို့ရ အော်စီစမှုစာ စောက်ကြမင်းလို့တရင်မှုလောက်လာလားငါလုံးမမင်းရောက်လာဖင်ခံနေပါလား သူ့ကိုလည်းမောင်လေးမခေါ်နဲ့တရင်မှုခေါ် ကြည့်လိုက်ငါလုံးမသာလိုက်လွှင့်တယ်ပကတ်ထဲမှာလိုက်လွှင့်တယ်ရောက်မှာလေဘော်ကီတူဘီအရက်ကြောင်ကြောင်လာငါလုံးမသာအခုမှထဆဲဟမ် ဘလော့ကလည်း မင်းပထွေးပေးရလေမင်းဖာလိုက်မလို့တဲ့ပထွေးလှုပ်တင်လာတာငါလုံးမအခုမှထနေပြီငါလုံးမသာလိမ့်ပြမလုံမနဲ့အခုမှထပြီးတော့မင်းမစပါဒီ လွန်ခဲ့တဲ့တစ်နှစ်လောက်ကဟာအခုမှချက်ရမ်းရမ်းပြီး တနေ့မကတော့နှစ်နှစ်လောက် 2 နှစ်လောက်ရှိပါဘူးသူ့အပေါက်တွေလာရေးတော့ comment တွေကရေးတာများတော့ ငါလုံးမသာစစ်သားဆောက်ခွာလည်းမဟုတ်မအေးလို့မင်းထိတ်ကလီးနေတူလားတိကြာလေလေငါလုံးမ မိုးစမှုစာပါအော်စီမိုးစမှု ထိတ်ကချုံချုံနဲ့မအေးလို့ မိုးကသူ့ဟာနဲ့နိုင် ငါလုံးမကျူကျူဟာစောက်ပါတော့ငါလုံးမခေါင်းပေါ်တင်ထားတဲ့ကောင်မအေးလို့ဟမ်မင်းအဖေကြီးကိုတတ်မှာကုန်းခိုင်းနေမလားငါလုံးမသာ ကြောက်သွားပြီလားပြန်ခေါ် မအေးလို့ရောက်တော့မပြရဲဘူးမအေးလို့ ရောက်တော့မဖွင့်ဘူး စောက်ချက်မရှိတော့ကောင်ဒါနဲ့တော့ဒီစောက်တတ်တိနေမှာငါလုံးမသာတရင်မှုလုံးနေစောက်ချက်မရှိဘူးလား သူ့ရဲ့တရင်မှုကိုခေါ်တယ် တရင်မှုလေလိတရင်မှုလားဟမ်မင်းတို့လာခဲ့လေငါလုံးမသာတွေးမယ်ဆိုတဲ့ကောင်တရင်မှမပြောနဲ့ဟဲ့ တော်လိုင်းလောက်တာမဟုတ်ဘူးတနက်ကင်ပြီးတော့အဲ့စကားတော်လိုင်းလောက်တာမဟုတ်အဲ့ဒါ ဟာလုံးမသာအေးမင်းမနဲ့တက်လာခဲ့ရောက်တက်တိရှိတဲ့ကောင်တက်လာခဲ့ငါလုံးမသာတပည့်လေးတွေကလည်းဟောင်းတယ်လိုက်လို့ရင်လာအနားမှာလာရက်စမ်း မင်းတို့ငတ်တော်မယ်မင်းတို့ငတ်တော်မယ် ဒီလိုစော်ကားကနော်ဒီလိုကိုရီးယားလူတွေအကုန်စော်ကားကနော် ကိုရီးယားဗာလေပြပါလေ ကိုရီးယားလူတွေ ပြပါရောက်ကြုံနေရလား ပြပါရောက်ကြုံနေတဲ့ ကိုမီကိုလို့ မင်းတို့ငတ်တော့မယ်လေငွေကူက သူများတွေကအသက်လူပြီးတိုင်နေသူတို့ကမှလိုက်လွင်လို့ကောင်းတော့ မင်းအားနေလားဟဲ့ အားနေသူဘာမှမ မင်းအားနေလားလို့ဟိုလူနဲ့ရံဖြစ်ဒီလူနဲ့ရံဖြစ် ဆိုတဲ့အကောက်ကနင့်အပုတ်သေးကြီးရေးထားသွားကြည့်ရောအင်္ဂလိပ်လိုမေးစင်းနဲ့ ဒီကောင်အဲ့ဒါကြတော့ကြောက်တယ်သူ့အကြောင်းငါလုံးမသာသူ့နာမည်တက်ပြောတဲ့ဟာကြတော့ကြောက်တယ်မအေးလို့ကစောက်တန်ပိတ် နင့်အပုတ်ကပေါ်လန်းပေါ်လာတော့အဲ့ငွေပူဆိုတဲ့ပိတ်အောင်မှာသွားကြည့်လို့ ငါအမှန်တရားမချာနဲ့လီးနဲ့ဖြတ်ရိုက်ပလိုက်မယ် အခုကဒါအခုနင့်ကိုပြောနေတာဒါတို့ငါတို့ကောက် ငါလုံးမသာ အခုနင့်ကိုပြောနေတာငါတို့ကောက်လေ မအေးလို့ ဟမ်အေးတွေ့လားကြုံလေးတယ်ကမ်ပိန်းလုပ်ပြီးတော့ ကျော်လေးကမင်းမေဖာတယ်မှတက်လို့လို့ရတယ်ရှင်းလားမင်းမေဖာတယ်မှတက်လို့လို့ရတယ် နင်တို့နင်မိမဖြစ်ဘူးလို့နေကဒီစကားပဲထွက်နေတာဖြစ်မှာပါ ငါမိမမိကောင်းဖခင်သားသမီးကမွေးထားတာမင်းမေဖာတယ်မှလို့မင်းတို့တက်လာငါလုံးမသာငါလုံးမသာစက်တမအလိုခံနေတဲ့ ပ ကောင် ခေးငွေဘူးအကောက်ကနေပြီးသူ့အကြောင်းကိုတင်တာသူ့အကြောင်းလွန်ခဲ့တဲ့နှစ်တည်းကကိုလည်းမသိဘူးနာမည်လည်းထည့်မပြောဘူးအဲ့ဒါကိုသူ့ရဲ့ပုတ်တရားအဲ့ဒီပိတ်အောင်မှလာရေးတော့အဲ့ဒါကိုငွေဘူးဆိုပြီးသူကလိုက်ထားလွင်တာခုမှသူသိတယ်ပေါ့အဲ့လိုပုံစံ နေတာငါဆွဲကိုပြောနေတာတော့မအေးလို့ကငါပထွေးကိုလာမဲတာမအေးလို့ကဟမ် အဲ့တော့ပြောလေသူများတွေအသက်လူပြီးတော့ပြစ်နေတာမှာအသက်လူပြီးတိုက်နေချိန်မှာသူ့ရဲ့မှာငွေဘူးဆိုပြီးတန်းချင်းချတာ ဆောက်လုံးတော့လို့မအေးလို့ အဲ့ဒီပိတ်အောင်မှာသူ့နာမည်တွေကြည့်ရေးတာလေရေးတော့သူကနာဆက်သွားရော မရှာလို့မင်းမောက်ဖာခံပြီးမင်းပို့လား မင်းနဲ့ငါနဲ့ကွာယောက်ျားတွေကွာစကားပြောနေတာငါပြောတာမင်းလိုက်လွင်လိုက် ဘယ်နေရာတွေပြစ်တာတော့လို့ဘယ်နေရာတွေကိုတိုင်းပြီးသွားချပြ မင်းတနက်ကင်တိုက်မနေနဲ့ငါပြော နောက်ကလေငါတို့ကမ်ပိန်းလာပြီးတော့လုပ်ခိုင်းနေနေဘယ်နေရာကိုတိုက်ထားပါလဲဆိုဟာလေးကိုချပြသိလား ဒီကောင်လားသူ့ပဲစပ်ပတ်ပဲတိုက်နေတာမအေးလို့ကလီးတိုက်တာလားမအေးလို့က သမင်းလေးစားပြလိုက်သမင်းလေးစားပြလိုက်နဲ့ဘလောဂါလေးလောက်ပြလိုက် ငါလုံးမသာစောက်တော့တာ လေးတီးပြလိုက် ငါလုံးမသာစောက်တော့တာဘစ်နဲ့မအေးလို့ကမင်းမေကိုအဲ့လိုးလိုက်မအေးလို့ လီးတဲ့နဲ့ဖြစ်ပါစေမင်းမင်းမောက်လို့ ငါလုံးမသာစောက်တော့တာသိတယ်မလား တော်လန်လောက်ပြီးတော့တော်လန်ရေးလောက်နေပြီးတော့အပြင်မှာတွေ့ရင်ဘာဖြစ်သွားမလဲတက်ကင်ပြီးတော့အမ မစင်ကာပူက တက်ကင်ပြီးတော့လူမိုက်စားပြော စင်ကာပူကအိမ်ပေါ်လေးတွေကိုမှပစ်လေးကျွတ်ပြလိုက်နေဖာတယ်ဖာသားမွေးတော့ဒါတွေတက်တာစောက်စိတ်မရှိ ညနာလည်းမခွင့်ဘူး ရုပ်ကိုကြည့်ဦး ဟဲ့မိုမိုအော်စီမိုမိုကနင့်ကိုပြောတာလေသူ့ရဲ့စမှုစားလို့ပြောအဲ့ဒါတော့မဲ မအေးလို့မသိတော့မှာမင်း သိလား ဟမ်မင်းကလေရောက်လီကိုကန့်လန့်စို့ပြီးသိမှာမင်းအာဖူးပြီးသိမှာမအေးလို့ ကိုရီးယားမှာကမ်ပိန်းလောက်ခိုင်းတာငွေဘူးကိုကမ်ပိန်းလောက်ခိုင်းပြီးတော့မေ့သွားပြီလွန်ခဲ့တဲ့နှစ်နှစ်ကအခုမှကျွန်းနဲ့ကိုရီးယားမှာနေတဲ့သူတွေကကျွန်းနဲ့ သူပြောတော့နောက်ကသူ့တပည့်လေးကတန်းစီအပေးနေပါတယ်စောက်ခွက်ပြရလိုက်တော့ငါလုံးမအန်ထွက်ကို အခုကျတော့မင်းကိုမသိဘူးတဲ့ လီးနဲ့ထိုးပြမှာ မင်းကိုမသိဘူးတဲ့အခုကျတော့ဗျောင်ချင်းဗျောင်စား ချိန်ကုန်တယ်အဲ့ကောင်နဲ့ပြောတာအေးလို့ ဟမ်သူများတွေတော်လိုင်းရဲ့အသက်လူပြီးတော့လိုက်လွင်နေရလေ ကိုလည်းမပေါ်ရဘူးမအေးလို့ရောက်လိုက်ချင်းလွင်ပြီးတော့ဓာတ်နဲ့လည်းမတွေ့ရဘူးမင်းစောက်ကြောက်ဟေ့ စောက်ကြောက်အားနေရလေ तू ဟာ မင်းရောက် အားနေရလေလိုင်းပေါ်မှာ ရောက်အချောက်ကြီး စမှုစားတောင်းစားစမှုစား ငါလုံးမသားအချောက်တတိရှိတဲ့ချိန်တက်လာခဲ့နော်ပြောင်းငွေဘူးမင်းနဲ့ငါနဲ့ကွာမင်းဘိုက်ခွဲလိုက်ဦးထုတ်လိုက်လုံးမှာငါလုံးမသား မင်းတို့ကောင်းက မင်းလို့စောက်စင်ရငါလုံးမသားရောက်မင်းအောင်လိုက်ကြီးမှာဖင်းပြန်ခံနေပါကွာငါလုံးမသားလေဟေ့စံကုန်နဲ့မြေလေးတယ်မင်းအောင်လိုက်ကြီးဖင်းခံနေဘယ်လိုတိုက်မနေလဲ ရရလားနေတော့ဘာကောင်လို့ပြ ဒီကောင်လေးကအဲ့ဒါမို့ကျူခေါကမွေးထားတာထင်တယ်ဟမ်အေးဘောအဲ့ဒါမို့လဲဒီကောင်စစ်ခွေးရဒီကောင်ဖေကစစ်ခွေးကြီးမအေးလို့က သူ့ကိုတဲ့အဲ့မင်းစင်ဆိုတဲ့အကောက်ကသူ့အပေါက်တွေအကုန်ပြောတာလေပါဟိုသူတို့ချင်းခင်မင်းရင်းကြီးလို့မောင်လေးခေါ်ကျွန်တော်မောင်လေးမခေါ်နဲ့ကျွန်တော်ကလည်းယာဒူးတက်သွားတရင်မှုဖြစ်သွားတယ် ဖာတယ်ရမွေးတာထင်တယ်ဟမ် တဲ့လားအားချောင်းနေလဲတဲ့ကမ်ပိန်းလုပ်ပြီးတော့အဲ့တန်မဟုတ်ဘူး မင်းနေငါနေတိုင်းလိုက်မလွင်နိုင်ဘူးပြောငါနေတိုင်းလိုက်မလွင်နိုင်မအားဘူးတလားမင်းလိုမျိုးလေး တဲ့လားနိုင်ငံခြားမှာနေအားချောင်းနေတယ်လား ဟိုအရက်လေးတောက်လိုက်သမင်းလေးစားလိုက်ဟိုနောက်မှတန်းစီခိုင်းလိုက်မအေးလို့အဲ့လိုအချိန်မရှိဘူးတလားကိုမေကိုလို့
လက်နဲ့လားမင်းလီ ညဘယ်ရောက်တိုက်နေလို့ မင်းကလက်နဲ့ကြိုင်ပြီးဘယ်ရည်တိတ် ဘယ် လိုက် တိုက်နော်ဒီဂီတာတီးပြီးသမင်းလောကလုံးစားနေရမယ်တွေ့ မတာဘလော့ကလုတ်လိုက် အဲ့ပြည်သူတွေကြွေးတာနော်အနစ်စီဝိုင်းနဲ့စားနေမှာမဟုတ်လားဟဲ့ပြည်သူတွေကနင်တို့တိုက်မယ်ဆိုထောက်ပံ့တဲ့ပတ်စံနေနဲ့နင်စားနေရနော်နင်တို့တစ်ဖွဲ့လုံးရှင်းလားငါတို့မပေးဘူးဆိုရင်လည်းတခြားဖွဲ့တွေကပေးတာငါတို့ထောက်ပံ့တာကိုဆရာပီကိတ်မပြနိုင်လဲတခြားဖွဲ့တွေပြည်သူပြည်ပလူတွေအကုန်ထောက်ပံ့နေနော်နင်ဂီတာတီးပြီးသမင်းမဲ့စားပြနေနင်ဘယ်နေရာတိုက်ပြလို့လဲနင်တော့ငါ့ကိုဆရာပီလေးပြဆိုတာဟမ်နင်တို့အပုတ်တွေပေါ်နေရလေ ငါတထားဖို့လည်းကောင်းပါတယ်ဒီကောင်းဖို့ကတည်လားဘယ်တော့မှပြောင်ရောင်မဲ့ကောင်လည်းမဟုတ် တိုက်နေတယ်ဟုတ်လားဘယ်ကိုတိုက်နေရလဲမင်းမနဲ့မင်းနဲ့လိုတဲ့အချိန်ရွက်တော့တိုက်ပွဲအချိန် ဟို ပြအောင်လေပြလေသူများဆိုပြလေပြလေ မင်းကတိုက်တယ်ပြောနေမင်းမေစဖို့ကိုတိုက်နေတာလားငါလုံးမသားဟမ်မင်းကတပည့်တွေနဲ့ငါလုံးမင်းတပည့်တွေကလီကိုဖြတ်ပြီးမင်းမေစဖို့တွေကိုတိုက်လိုက်လေမအေးလို့ရဲ့ ဟုတ်တယ်ဂျေဂျေရေအဲ့ဒီပေးကငါတို့အကောက်လည်းမဟုတ်ဘူးဒါပေမဲ့ပြောတဲ့စကားမှလည်းသူ့နာမည်မ မင်းတို့ဘေးမှာမင်းတို့စောက်ခွက်ပေါ်ကနေကြည်တောင်းမဖြတ်ဘူးနော်မင်းတို့ဘေးမှာလက်နဲ့ကြီးတစ်လုံးမကြဘူးမင်းတို့ကာမီကာစီနဲ့မင်းတို့အတိုက်မခံဘူးမင်းတို့ SPP နဲ့အတိုက်မခံဘူးတိုက်ပွဲရဲ့စိုးမွေတွေကိုမင်းတို့မသိဘူးဟမ်မေးလိုးတွေငါလိုးမှဟိုအရက်တောက်လိုက်မိမလိုးလိုက်နဲ့နေပြီးတော့မှလာစော်ကားနဲ့လီးလာမင်းပြန်လိုးလိုက်ငါလိုးမှငွေပူးရအောင်မင်းပြန်လိုးလိုက်ကြလားငါလိုးမှယူသလိုကြောင်သလိုနဲ့ငါလိုးမှသာမင်းတို့ယူသလိုကြောင်သလိုလာမလုံးနဲ့ကြလားကိုမေကိုလိုးတွေဘယ်မေလိုးမှစော်ကားခံဖို့ဟိုတော်လိုင်းကြီးလုံနေတာမဟုတ်ဘူးသူများချစ်အောင်လည်းမနေဘူးကြလားမင်းစပ်ပတ်ကိုပတ်စံနဲ့ကိုတောခိုတာကြလားဟဲ့အောင်ငါလိုးမှတောခိုတဲ့အချိန်မှာကိုပတ်စံနဲ့ကိုတောခိုတာကြလားဟဲ့အောင်ကိုတနက်ကိုဝဲကင်ပြီးပြစ်တာသိလားကိုမေကိုလိုးသိလားမင်းတို့ထက်ဇာရှိလို့2021ထဲကတောခိုနေတာမင်းငါလိုးသိလားနိုင်ငံရေးလုံးမဲ့ကောင်လည်းမဟုတ်ဘူးဟိုကောင်ချစ်မဒီကောင်ချစ်မဆိုလဲစောက်ကူလည်းမဆိုင်ဘူးအဲ့ဒါကိုသွဲပဲမင်းငါလိုးတာမင်းတို့စော်ကားခံဖို့တော်လိုင်းလုံနေတာမဟုတ်ဘူးအာပြည်သူပဲစော်ကားခံရမယ်လီးလားငါလိုးမှမင်းတို့ထောက်ပံ့မှုတဲ့ပတ်စံဆိုတာစင်ကြယ်ဖက်နှက်ဖို့တော့မရှိဘူးမင်းလိုးလိုက်သိလားမင်းတို့စောက်ခွက်နားမှာကြည်တောင်းမဖြတ်ဘူးကိုမေကိုလိုးတွေတယောက်သိန်းသေးရမိဘူးတဲ့လက်နဲ့အရေးအတွက်ကိုမင်းတို့လာကြည့်လိုက်ငါလိုးမှဟိုချောင်းပြစ်ဒီချောင်းပြစ်ဆိုတာ2021ကလုပ်ခဲ့တဲ့အလုပ်တွေ2022မှာလုပ်ခဲ့တဲ့အလုပ်တွေမင်းငါလိုးလိုက်ကြားလားသိလားဟိုချောင်းပြစ်ဒီချောင်းပြစ်ဆိုတာ2021မှာလုပ်တာသိလားမင်းသိမ့်ပိုက်ခဲ့ဘူးတဲ့ viewer ကုန်းတွေသိမ့်ပိုက်ခဲ့ဘူးတဲ့မင်းတို့အဲ့ဒါတွေမပြောဘူးကွာငါလိုးမှသာမင်းတို့ရိတ်ခါနဲ့ပဲလာစားကြည့်လိုက်မင်းလိုးလိုက်ဟဲ့အောင်မီးနဲ့ဖာနဲ့အိမ်နဲ့ယာနဲ့နေတဲ့ကောင်သိလားတောမခိုခင်ကကိုစီးပွားရေးကိုလှုပ်တဲ့ကောင်ကိုမေကိုလိုးနော်ဘယ်မေလိုးမှစော်ကားလို့မရဘူးမင်းတို့မယုံကြည်ရန်ပုံငွေထဲမယုံကြည်မထဲနဲ့ဘယ်မေလိုးရဲ့ messenger အောင်မှလည်းလိုက်မတောင်းဘူးကြားလားဘယ်မေလိုးရဲ့ messenger အောင်မှပတ်စံလိုက်မတောင်းဘူးနော်အေးတက်ဖွဲ့ရလိုအပ်ချက်ကြောက်တာတချို့ရန်ပုံငွေအလူငွေပတ်စံနေကိုနော်စာတင်ဘူးတာပဲရှိတယ်တကိုးရေဆိုဘယ်မေလိုးရှိရမှာစလိတ်တလေးအရက်တဘူးတော့တောင်းမတော့ဘူးသိလားနော်ဘယ်မေလိုးရဲ့ messenger အောင်မှသွားပြီးတော့မှကျွန်တော်ဟိုဟာလေးပေးပါဒီဟာလေးပေးပါဆိုပြီးတော့မှမတောင်းဘူးရအောင်ကိုစွဲသဘောပေါက်လားနော်တိုက်ခဲ့တဲ့တိုက်ပွဲအရေးအတွက်ကမင်းမအောင်မင်းလိုးနေတဲ့အရေးအတွက်ထက်များတယ်ကြားလားသိလားမင်းလိုးငါတို့တက်ခဲ့တဲ့လူဆိုတာမင်းတို့ဆဲနေတဲ့လူအရေးအတွက်တောင်များတယ်မင်းတို့ပါဇက်ကလေးပဲရင်းပြီးဆဲနေတဲ့လူအရေးအတွက်တောင်များတယ်ငါတို့တက်ခဲ့တဲ့လူဟာသိလားအဲ့လူတက်တာတွေစိတ်ရိုင်းတွေဝင်လာလို့လူတက်တဲ့အကြောင်းတွေမတင်တော့တာပဲရှိတယ်ကြားလားငါလိုးမမင်းလိုးလိုက်ငါလိုးမသားတွေငါလိုးမသားတွေဘာလို့မှရန်သူကပြောတာကိုလက်ခံတယ်တော်လန်ရေးရလို့ဘာလို့တော်လန်ရေးထဲမှာပါတယ်လို့ဘာလို့ဆယ်လီလို့ကိုမေကိုလို့လာမလုံးနဲ့မင်းစပ်ပတ်တက်ပွဲတစ်ခုကိုခေါင်းခံရလို့ဒါဟဲ့အောင်ဆိုရှယ်မီဒီယာမှာနေတာတော်လန်ရေးမှာလိုက်လွင်ပြီးတော့ငွေမရှာရင်မင်းမေကိုဖာခံခိုင်းပြီးငွေရှာရမလားမင်းလိုးတွေမင်းမေကိုဖာခံခိုင်းပြီးငွေရှာရမလားမင်းမေလိုးလိုက်တော်လန်ရေးမှာပြည်သူလူထုရှိရမတောင်းခံလို့လူရှိရတောင်းခံရမလဲမင်းမေကိုဖာခံပြီးတော့စစ်တိုက်ရမလားငါလိုးမှသားတွေမင်းတို့လာလုပ်ကြည့်မင်းတို့ကိုယ်တိုင်လာလုပ်ကြည့်မင်းတို့ကိုယ်တိုင်လာလုပ်ကြည့်ဘာလို့မှဖာသမသားတွေအာချောင်ဖို့ပဲမင်းတို့အာချောင်တာနဲ့လီးတောင်တာနဲ့မင်းတို့နှမျိုးပဲလုပ်တတ်တယ်မင်းတို့အာချောင်တာနဲ့လီးတောင်တာနဲ့နှမျိုးပဲလုပ်တတ်တယ်ငါလို့မှဖာသမသားတွေမ
င်းတို့တော်လန်ရေးကိုတော်တော်ယွန်းတယ်သိလားကြာဆုံးရဲဘော်တွေမျက်နှာထောက်နေလို့ကြာဆုံးရဲဘော်တွေအသက်တွေလကားမဖြစ်မှဖြစ်သွားမှဆိုးလို့တာတော်လန်ရေးဆက်လုပ်နေတာမင်းလိုးတွေအားတော်ချောင်းတယ်စောက်စကားတော်များတယ်တော်လန်ရေးဟာလိုးမကိုယ့်အသက်ကိုလကားပေးထားတာတော့မှဘာတွေထပ်လို့ကျင်နေတာလဲမင်းမေလိုးပေးရမလားဟဲ့ငါတို့ social media မှာတက်ပြီးရမုံငွေရှာတယ်ဆိုတာငါတို့မေဖမ်းခံရတယ်ငါတို့ဖေဖမ်းခံရတယ်ငါတို့စီးပွားရေးတွေရုပ်သိမ်းခံရတယ်နေမကောင်းရင်တော့ဆေးကုစရာနေရာမရှိဘူးဒီဆောက်ခွက်ကိုလူတိုင်းသိနေလို့လူဖြစ်ပြီးဘယ်နေရာမှပေါ်ပေါ်တင်တင်သွားလို့မရဘူးမင်းမေလိုးလိုက်မင်းတို့အားချောင်းလီးတောင်တဲ့ကောင်တွေဆောက်ခွက်ကိုကြည့်ပြီးတော့လာပြောရဲရင်လာပြောဆောက်ခွက်ကိုကြည့်ပြီးတော့မှဘယ်မေလိုးမှမပြောရဲဘူးငါလိုးမှအားချောင်းတဲ့ကောင်တွေအပြင်မှာတွေးလိုက်ရင်မင်းလိုးထိုင်ကြောမတက်ပဲမင်းတို့အားချောင်းတဲ့ကောင်တွေဟဲ့အောင်နှလုံးရည်ရောလက်ယုံရည်ရောကြိုက်တဲ့နေရာမှာရှင်လို့ရတယ်သိလားအေးဘယ်မေလိုးမှလည်းစောက်ကူမဆိုင်ဘူးဘယ်မေလိုးမှလည်းမခရဘူးဘယ်မေလိုးမှလည်းဘောင်းတောင်းမလုပ်ဘူးကြားလားမင်းတို့ယုံကြည်ရင်ထက်မယုံကြည်ရင်မထက်နဲ့မင်းတို့ငါလိုးမှမင်းတို့ဘယ်ကောင်းမှလည်းပတ်စံတောင်းနေတာမဟုတ်ဘူးမင်းမေလိုးလိုက်ဟဲ့တော်လိုင်းရေးပတ်စံနဲ့ထမင်းတစ်မျိုးပဲစားတယ်ဂျုံလားမင်းတို့နော်မင်းတို့ဂျက်စစ်ဆိုကြကိုလာပြီးတော့မင်းတို့စင်းစစ်ကြည့်လိုက်မင်းတို့တက်တီးရှိတယ်ဆိုမင်းတို့ group ဖွဲ့လိုက်မင်းတို့တက်တီးရှိတယ်ဆိုရင်မင်းတို့ group ဖွဲ့လိုက်ပြီးလို့ရှိရင်မင်းဂျက်စစ်ဆိုကြမှာစင်းလာစစ်ကြည့်လိုက်အာဦးအဲ့ဒါကို तू ကလွန်ခဲ့တဲ့2နှစ်ကလွှင့်ထားတဲ့ဟာကိုသူ့ကိုပြောတယ်ပေါ့ comment တွေကသူ့နာမည်တွေအများကြီးပြောရဆိုရှက်ပြီးတော့လိုက်ထားလွှင့်တော်ထဲမှာထိုင်ပြီးတော့ထမင်းစားရက်တော့တဲ့ blogger ပဲလုပ်တော့တက်လာကိုမီကိုလိုဟမ်တော်လိုက်မင်းနဲ့စပတ်တော်လာနေတာလားမင်းကလေဟမ်မင်းဘယ်နှကောင်တက်ပြီးရွားရည်လဲငါလုံးမာသားဟမ်အဲ့အောင်မင်းစစ်ခွဲဘယ်နှကောင်ရှော့ပြီးရွားရည်လဲမင်းလက်ချက်နဲ့မအေးလိုးကတော်လန်ရေးနဲ့မအေးလိုးကဟမ်ရဖားတယ်မသားပြေးရအောင်မအေးလိုးရဟမ်ထမင်းရောင်းတာတမဝီစားနဲ့ရောင်းစားလေဆိုင်ပါရှင်စားတန်းနေလေထမင်းရောင်းစားတာခိုးစားနေလို့လားဟဲ့ပြောကြည့်လိုက်စမ်းမင်းကိုလို့နင်ဖေထမင်းရောင်းစားတာငါတို့ခိုးစားနေလို့လားဟဲ့ခေါင်းချိတယ်နော်ဟဲ့ဇွဲကုန်နှခုံချိရတယ်ပြလိုက်ဒီကောင်လေးလုံးမမြင်ဘူးလာဖွင့်ပါတယ်မတော်ရစအိုရီယာလူပြခဏအဲ့တိုင်းမပြဒီမှာပါတယ်မလာလို့ဝဲနေတယ်ဇွဲကုန်နှခုံချိရတယ်ကျွန်တော်တို့ဆဲပြရမှာလို့ပြေးကနေလို့အဲ့တော့လုံးမာလားဘယ်မှာလို့လုံးပြီးပါငါလုံးမာလားရုံးမင်းစေရုံးမင်းစေရုံးမင်းစေဒါကြီးရုံးမင်းစေရုံးမင်းစေခေနဲ့တိုင်နေတာမေလို့ကဒီသားငါလို့ဒါကြီးရုံးမင်းစေလို့အားချောင်းနဲ့ဟုတ်တယ်အဲ့ပေါ်မှာဘယ်တော့ဟောငါတို့ရလို့အားချောင်းလို့ပြောတယ်ဒါကြီးရုံးမင်းစေတိုက်ရတယ်ပေါ့ဘာမှပြန်ဆင်းအေးငါတို့ပြောကြမလို့လားအတိအောင်သိရနော်ငါတို့ပြောကြမလို့ဒီမင်းကြောက်အကုန်လုံးသိရတယ်လားကိုရီးယားမှာဆက်လာငါတို့မှသာအဲ့တော့လည်းလောက်တဲ့အဖွဲ့တွေကမင်းကစပ်ဖို့ကိုတိုက်နေတယ်လားကိုမေကိုလို့ဟဲ့ကြောက်လို့ထွက်ပြေးရဘယ်ကရောက်နေလဲမသိရင်လည်းရောက်နေတာဘာလာပြောနေတာကြောက်လို့ထွက်ပြေးရတယ်မအေးလို့ဟုတ်အဲ့မိန်းမလို့မိန်းမရလို့အဲ့ကောင်စကားပြောတဲ့အစ်စ်နာကိုမရှိဘူးကဘိန်းမကြီးကွာငါလို့မှရုပ်လည်းမဟုတ်ဘူးတိလားဘလောက်တောင်ပြောချင်လဲဆိုတိလားမိန်းမပိတ်လိုက်ဒီကောင်ကြီးကပြောတယ်ကြက်တီလုံးနဲ့စောက်ချောက်တော့ဖင်လို့မှတမိုင်းမှာတကွတ်သွေးနေဘာလို့လာခေါ်နေလူမိုက်ဆန်တာဘာလာခေါ်နေမင်းမစပ်ဖို့ကိုလာလို့ရမှာလားငါရောက်ငါလုံးမသားအောက်ကရောက်နောက်ကခေါင်နေခွေးလေးဟမ်မဟုတ်လေဘာလို့တော်လိုင်းလုပ်တယ်ဆိုတာဘာလူမိုက်စကားပြောနေရလဲအေးလို့ကနင်တို့တော်လိုင်းလုပ်တယ်ဆိုတာလူမိုက်စကားပြောနေတာနော်အပြင်မှာတွေ့ရင်လည်းသေသွားမှာပေါ့တဲ့အဲ့မှာမင်းတပည့်လက်နဲ့ကင်ပြီးတော့တွေ့လားမင်းတပည့်လီးတွေကိုဖြတ်ပြီးမင်းမစပ်ဖို့လည်းထိုးနေလိုက်ကိုမေကိုလို့လက်နဲ့ကင်ပြီးတော့တွေ့လားအပြင်မှာတွေ့ရင်ဘာဖြစ်သွားမှာပေါ့လေတဲ့လားရမ်းတာလားတော်လိုင်းလုပ်တာလားရမ်းတာအမချောင်းလည်းမင်းလာခဲ့လိုက်မင်းတို့အဖွဲ့နဲ့မိုက်တက်ကောင်ဖတ်သွားရောက်လိုက်လွှဲလိုက်ကိုလက်ကိုဓာတ်နဲ့ထိုးငါထိုးမယ်ငါလုံးမာတာနင်တို့ဖွဲ့ပဲตายရလားနော် PDF တွေမှာအကုန်လုံးနင်တို့ဖွဲ့ပဲตายရလားတထောင်းသားတွေဟာဟုတ်ဘာတတ်ထိုင်းနေမင်းမစပ်ပါကိုတတ်ထိုင်းလားငါလုံးမဖာတယ်မသားလေးကွာဖာတယ်မသားရဲ့မွေးရသားလေးတွေအေးမင်းတို့အားလုံးမကြိုက်အောင်မကြဒီပဲရှင်းတယ်နော်ရငါသွဲတော့ကိုမပြောနဲ့မင်းတို့အားလုံးလီးပဲလို့တက်လာရမင်းတို့အကုန်လုံးလီးပဲလို့ရှင်းတယ်နော်မင်းတို့စောက်စိတ်မပြောနဲ့ကြဟဲ့ငါသွဲမင်းတို့စောက်စိတ်မပြောနဲ့တက်လာမင်းအဖေမင်းကမ်ပိန်းလုပ်ခိုင်းလို့ဝါလို့စစ်မတိုက်ပဲနဲ့ဟိုတော့ထဲမှာလိုက်လွှင့်ပြီးတော့ဘလော့ကာလုပ်နေတဲ့ကောင်ကသူများပေးရလွန်ခဲ့တဲ့2နှစ်လောက်ကတင်နေပေးကိုခုမှဟိုလွန်ခဲ့တဲ့2နှစ်ကတင်နေဟောအခုမှလာအိမ်မပြီးရှက်ရမ်းပြီးတော့ဟိုငွေပုဆိုပြီးအတန်းချင်းလာရှာတောင်းသားပဲမင်းကိုဝင်ခံတာပဲတောင်းသားမအေးလို့ကျမင်းစောက်တဲ့ကြိုကြရောက်ဒီမှာကြားဖျားလိုက်တာအားဖို့နေတယ်မအေးလို့ပြောနေတော်လာရင်တမမပြောနဲ့မင်းမစပ်ဖို့မင်းတော်လာနေတာလားငါလုံးမသားစောက်ပသက်တနာမအေးလို့မင်းဘာတော်လဲအမနေပဲအဲ့ဟိုလေး
ကိုကြော်သူနဲ့တွဲတဲ့ကရင်ရဲ့နာမည်ကိုတစ်ချက်ပြောပါအဲ့တယောက်ကကိုတိုင်ကကိုလေကြော်ဦးလားပါလေအဲ့တယောက်ကနေပြီးကိုငွေပုရေးတဲ့ဆိုပြီးဗီဒီယိုကောတွေအဲ့ဂရုတွေရှိတ်ပေးတာအခု तू ကလေလုံးဝငွေပုမသိဘူးတဲ့ငဆွဲကောင်ငွေပုဆိုတာကောင်မသိဘူးတဲ့မင်းကငါတို့ဘယ်တော့ကမ်ပိန်းလုပ်ခိုင်းလဲတဲ့မင်းကစတော်ဘရီဂိတ်တွေထုတ်ပြတယ်အမေ तू စစ်လားလုပ်နေအမကြီးအမအဲ့လူရဲ့နာမည်အကောက်ကိုတစ်ချက်ချင်းပြပေးပြီးရင်အဲ့ငဆွဲနဲ့ဒီညီမတို့ဟိုရိုက်ထားတာရှိတယ်ဗာလေအဆက်ရိုက်တာရှိတယ်သူတို့ရိုက်တာပြန်ပို့တာအဲ့တော့သူ့ရဲ့တပည့်ရောအကုန်လုံးအဖွဲလိုက်ကြီးတိလားတခင်းဆိုပြအမလွန်ခဲ့တဲ့2နှစ်ကအကောက်ကလည်းကိုယ့်အကောက်မဟုတ်ဘူးထားပါတော့ကိုယ့်အကောက်ဟုတ်မဟုတ်ကိုတွေလိုက်လွင်တာမှန်တယ်ဒီစကားပြောတယ်ဆိုလည်းမှန်တယ်ဒါပေမဲ့ဘယ်သူဘွာလို့လည်းနာမည်လည်းတက်မပြောအဲ့ချိန်မှာအမေအိမ်ကံမေးဆိုတာပါသွားတယ်တဲ့အဲ့ဒါသူတို့တဲ့ကိုငွေဘူးကလည်းသိရတယ်မှာလိုက်လွင်လို့ရှိရင်ပြောတာပြောနေတာ तू ကဘယ်သူဘွာဘယ်အဖွဲ့ပါညာ तू မသိဘူးကျမကလည်းဘေးကနေပြီးပြောမိလိုက်တယ်မှန်တယ်ဆိုရင်လည်းအမစဉ်းစားကြည့်တော့ तू လာရှင်းရမှာလေအဲ့ကလေးကလည်း तू ရှင်းအဲ့တော့ तू ကငြိမ်ပြီးတော့နားထောင်နေဟဲ့တရောင်းစားစမှုစားဟဲ့တရောင်းစားနားထောင်ကမမိုးစမှုစားနားထောင်ဒီအကောက်ထဲကဓာတ်တိရအမကိုပြောပြနေတော်လိုင်းလို့တဲ့ကိုရီးယားအမတွေအကုန်ပြောပြနေတာနင်းစောက်ကြောင်းသိအောင်ပြောပြနေတာနင်းကိုရီးယားလူတွေလည်းနင်းကြုံလို့ပြောရင်နော်နင်ကအဲ့ဒါဘာပြောနေလို့လဲအေးတော့ခေါ်တာငါဘာပြောနေလို့လဲနင်ကပခင်ကြီးကိုမသိဘူးလို့ဝေဘူးဆိုတာမသိဘူးလို့ဘယ်တော့ကကမ်ပိန်းလုပ်ပေးလဲလို့စတာဘီဂိတ်တွေထုတ်ပြလို့နင်အခုလာမင်းနေရမလားပြီးတော့သူများတင်နေပေးရအောက်ကလည်းနင်ကိုဆဲတာကြီးများလို့နင်ချက်ရမ်းနေရလေနင်နာမည်ပါလားငါဆွဲဆိုတဲ့နာမည်ပါလားလို့အခုငါဆွဲဆိုတဲ့နာမည်မပါဘူးနင်ငါပြောပြမယ်ငါတို့ထောက်ပံ့တယ်လို့မပြောဘူးတော့ဖာစကားမတတ်နဲ့ငါတို့ကထောက်ပံ့လိုက်တယ်လို့မပြောဘူးတော့အေးငါတို့ကထောက်ပံ့တယ်လည်းမပြောထောက်ဖို့လည်းမပြောနင်ငါတို့ငါယောက်ျားနာမည်ကိုသုံးပြီးတော့ကမ်ပိန်းလုပ်ပေးပါအောင်ဆိုလဲဘယ်နဲ့သိန်းဘယ်နှထောင်လဲရောင်းတာတော့ရောင်းပေးလိုက်တယ်လို့ပဲပြောတာအဲ့ဒါကိုနင်ခုနကတော့ဘယ်တော့မှလဲလို့ပြောလို့နင်ကိုဒီလိုက်ပြီးလို့ရှိရင်လေဒီလိုက်ပြီးလို့ရှိရင်နင်တို့သွားကြီးဖြဲပြီးတော့လေဟိုဗာလေဂရုကြီးဖွဲ့ပြီးတော့လေအမှပတ်စံရတဲ့ပုံစံနဲ့သွားကြီးဖြဲပြီးတော့အဲ့အဆက်ကိုတင်ပေးအောင်မယ်နင်တို့သမင်းစားဝါလို့နင်ကဟိုတရောင်းစားဝါလို့လီးတောင်တဲ့စကားပြောလို့နင်ကတရောင်းစားနင်ကလေတရောင်းစားသမင်းစားလို့ဝါလို့လီးတောင်တဲ့စကားပြောလို့အဲ့ဒါကြောင့်နင်ကိုအော်စီမိုးမိုးကသူ့ရဲ့ဟာနဲ့နှိုင်းတာတော့နဲသေးတယ်လို့ငါအဲ့လိုမျိုးမနှိုင်းချင်လို့နင်ကိုနဲသေးတယ်နင်တို့လူတကာနင်ပုတ်ကိုတိလို့အဲ့ဒီစောနာတော့တခင်ကြီးပေးဆိုတဲ့အောက်မှာငဆွဲဆိုနင်နာမည်တွေထပ်ပြီးလာရေးလို့နင်ကအခုမှတိတဲ့ပုံစံနဲ့နင်ကလိုက်ကိုထလွှင့်တယ်မလားနင်ပဲအားရတာလို့တော်လိုင်းကြီးမှာအကောင်လုံးအသက်လူပြီးတော့ပြေးပြီးတိုက်နေချိန်မှာနင်တို့တစ်ဖွဲ့ပဲအားတာနင်တို့တစ်ဖွဲ့ပဲထမင်းစားပြနေရနင်တို့တစ်ဖွဲ့ပဲဂီတာတီးပြီးတော့ကမ်ပိန်းဆိုပြီးခေါင်းစဉ်တက်တာတိုက်တဲ့နေရာလည်းမပြောက်တက်တယ်ပြငါ့ကိုဆယ်လဘရီကိတ်မစစ်နဲ့နင်တိုက်ထားတဲ့တိုက်ပွဲကိုပဲပြည်သူကိုချပြလိုက်ငါ့ကိုလာမပြနဲ့ငါ့ကိုလည်းနင်ခေါ်မစစ်နဲ့နင်ကိုရီးယားဟာတွေကိုလည်းနင်ကြုံလို့မပြောနဲ့ချင်းလေးပဲနင်ကိုရီးယားဟာတွေကိုထမကမ်ပိန်းကြပြီးထမင်းစားလို့ဝါမှနင်ကြုံလို့မပြောနဲ့ရောက်ငါညီတရားလို့လာမင်းထိုင်းအောင်လာခဲ့နော်တရောင်းစားမင်းတကောင်နဲ့လာခဲ့တာလေမင်းတော့မိုက်နေတယ်တကားပိတ်ချက်ထုံးဆဲလိုက်အတရောင်းစားကိုရီးယားဟာတွေကိုကြုံလို့ပြောတာတက်ကောင်ငါညီလေးလို့လာမယ်တက်လားမေလို့မထုံးလားဟမ်ဒီကောမေလို့နင်တို့တစ်ဖက်ပဲPDF လေဖိတ်မို့အစ်သူ့တန်လေဟုတ်တယ်နင်တို့လာခေါ်နေရနင်ဘာလူမိုက်စကားပြောရလဲလူမိုက်စကားဘာပြောရလဲနင်တို့တော့အခုလက်နဲ့ကင်နေဆိုပြီးတော့နေရတာဘာလူမိုက်စကားပြောရလားနင် PDF လား PDF လေနင် PDF ကအဲ့စကားပြောရလားအပြင်မှာတွေ့ရင်ဘလို့ဖြစ်သွားမယ်လို့တွေ့ရင်သေသွားမှာပေါ့လို့ဆိုနင်လက်နဲ့ကင်နေစကားပြောရလားနင်တို့မင်းအောင်လည်းတော်လန်နေရမဟုတ်လားမတရားကြားဖတ်လို့တော်လန်နေရမဟုတ်လားကိုရီးယားလာခဲ့မင်းခွဲတယ်ကိုရီးယားရောက်တယ်မဟုတ်လေစကားချင်းတော့လာတယ်ခေါ်စရာမလိုဘူးဟဲ့တရောင်းစားမောစမှုစားဟဲ့မောစမှုစားမောစမှုစားငါတို့လည်းထမင်းရောင်းစားနေရတယ်ထမင်းရောင်းစားတာဂုံချိရတိလားသုံးမှတာနော်မအေးလို့ရမင်းရတော့ဟဲ့ကောင်ငါဆွဲငါတို့ထမင်းရောင်းစားတာဂုံချိရနော်ရိုးရိုးသားသားလောက်စားတာမင်းပဲစကိုကြီးကလိုးလို့မင်းကပောက်တဲ့သားနော်ဟဲ့နေတဲ့ကောင်တွေကငါတို့အစော်ကားနေတယ်လီးပဲရမယ်ကြားလားဟဲ့မင်းတို့တုတ်ပြန်တယ်လို့ပဲတုတ်ပြန်မယ်ကြားလားငါလုံးမ EA နဲ့သူများပြောသမျှငြိမ်ခံနေအောင်နိုင်ငံရေးသမားလည်းမဟုတ်ဘူးကြားလားမင်းလိုးလိုက်ငွေဘူးလည်းလီးပဲငွေဘူးအစားလာပြောတဲ့ကောင်လည်းလီးပဲမင်းလိုးလိုက်သိလားမင်းတို့နဲ့ငါတို့နဲ့ဇာရိတဝါရိတတွေအကုန်ရှင်လို့ရတယ်သိလားမင်းလိုးလိုက်ငါလိုးမှသားတွေစောက်စကားများတယ်မင်းတို့အပြင်မှာလာပြောကွာမင်းတို့ line ပေါ်မှာပြောလို့ငါ line ပေါ်မှာပြန်ပြောနေတာသိလားအမှန်တကယ်မပြောချင်ဘူးမင်းတို့အဲ့လိုဆွဆွဲတဲ့ကောင်တွေကိုစောက်ခွက်ကြည့်ပြီးတော့ပဲတဲ့ပြောချင်တာသိလားစောက်ခွက်ကြည့်ပြီးတော့မှမင်းကဘလို့ကောင်မျိုးလဲဆိုတာဟဲ့စောက်ခွက်ကြည့်ပြီးတော့မှငါ့ကိုလာပြောမင်းစပ်ပတ်စောက်ခွက်ကိုကြည့်ပြီးတော့မှဒဲလာပြောရဲတဲ့ကောင်ရှိရင် group ဖွဲ့လိုက်တော်လည်းရေးမှာကိုဆွဲကခိုးတယ်ကိုဆွဲကစိုးတယ်ကိုဆွဲကပြည်သူပတ်စံကိုလိန်စားတယ်စစ်မတိုက်ဘူးဆိုတဲ့ကောင်တွေမင်းတို့ group ဖွဲ့လိုက်စောက်ခွက်ကိုကြည့်ပြီးတော့လာပြောမေးလို့တွေမင်းတို့စောက်ခွက်ကိုကြည့်ပြီးတော့လာပြောလိုက်မင်းတို့စောက်ခွက်ကိုကြည့်ပြီးတော့လာပြောရဲတဲ့ကောင်တွေလည်းမဟုတ်ပါဘူးကွာငါလုံးမစစ်ခွေးကိုကြောက်လို့တော့မှကြည်လို့မျက်လုံးမှာသွားနေတဲ့ကောင်တွေမင်းစပ်ပတ်ကြည်လို့မျက်လုံးကနေပြီးတော့မှလာအားချောင်းနေတယ်မင်းမေကိုမင်းပြန်လိုးလိုက်ကြည်လို့မျက်လုံးကနေအားချောင်းနဲ့အားချောင်းလီးတောင်ကောင်တွေကြားလားနော်အားချောင်းလီးတောင်ကောင်တွေကိုမေကိုပြန်လိုးလိုက်မင်းတို့အားနေသူ
သူများဝမ်းသာပါစေသူများဝမ်းသာမယ်ဆိုပြီးတော့မှကိုယ့်ရဲ့ဇာတိတာကိုစော်ကားတာကိုငြိမ်းခံနေတာနှစ်တွေကြာနေပြီသိလားဘယ်မေလောမစော်ကားခံဖို့တော်လန်ရေးလောက်တာမဟုတ်ဘူးကြလားအေးအောင်စစ်ကောင်စီလက်နက်နဲ့လာပစ်တာတော့လက်နက်နဲ့ပြန်ပစ်ပြီးတော့မှသူတင်ကိုတင်ဖြုတ်လာတာလက်နက်မရှိခင်တည်းက2ယောက်တက်လက်ပစ်လာတာ3ယောက်တက်လက်ပစ်လာတာနော်ဘယ်မေလောမဇာတိတာဝါရိတာကိုစော်ကားဖို့မစင်စားနဲ့ကိုမေကိုလိုးရမယ်ကြလားမင်းတို့ကောင်တွေကုန်မှတ်ထားတယ်စောက်ခွက်လမ်းမှာမတွေ့စေနဲ့စောက်ခွက်ကိုလမ်းမှာမတွေ့စေနဲ့အဲကြမှာကိုကြီးသားတွေပါတယ်မလုံနဲ့သိလားမင်းမေကိုမင်းလိုးခိုင်းမယ်ငါနော်ဝေးလိုးတွေငါလိုးမှအချို့ထောက်ဖို့တွေလည်းပြည်သူပတ်စံနဲ့ပြည်သူတက်မတော်ကိုပြန်ပေးတာကိုဟိုဆရာလှုပ်ချင်နေတယ်ကိုမေကိုလိုးလိုက်ဆရာလှုပ်ချင်တဲ့ကောင်တွေအကုန်လုံးနော်ငါလိုးမှငကြောက်တယ်လိုင်းပေါ်မှာအကောက်တူးနဲ့ဆဲလိုက်ဟိုအာချောင်လိုက်နေမင်းမေငါလိုးမင်းတို့ကောင်နေစစ်ခွေးနဲ့ပဲတန်တယ်သိလားစစ်ခွေးဆိုအာမချောင်ရဲဘူးဟိုကဖင်လိုးမှာလေစစ်ခွေးကိုအာချောင်ရဲဟိုကဖင်လိုးမှာလေမေလိုးတွေငါတို့လည်းဟောင်ပြည်သူပဲမင်းတို့လည်းပြည်သူချင်းကိုမစော်ကားနဲ့မယုံကြည်ဘူးဆိုရင်မပေါင်းနဲ့မယုံကြည်ဘူးဆိုရံမုံဝင်လည်းမထည့်နဲ့ပေါင်းလည်းမပေါင်းနဲ့အေးလူတယောက်ကိုပြောမယ်ဆိုလို့ရှိရင်အချက်လက်ကိုတေချာလေ့လာပြီးတော့မှဒီလူဟာဒီလိုမျိုးအောက်တန်းစားလားဘာလားအေးအောက်တန်းစားဆိုရင်ပြောနော်မေစပ်ပတ်မေလို့ကြည်လို့မျက်လို့မှနေပြီးတော့မှငါလိုးမှမင်းတို့အာချောင်လီးတောင်ကောင်းနေအခြေခံစစ်စင်တဲ့ပဲအရင်လာတက်ကြည့်အောင်မင်းမေငါလိုးလိုက်မင်းတို့တော်လန်ရေးကစောက်စကားတော်များတယ်တော်လန်ရေးစောက်စကားများတယ်ကိုမေကိုလိုးတွေစောက်စကားများတယ်တော်လန်ရေးဒဏ်ရာရဲဘော်တွေနဲ့ကြာဆုံးရဲဘော်တွေရဲ့ရီမန်းချက်ကိုတန်ဖိုးထားလို့သာဆက်လုပ်နေတာစောက်စကားများတဲ့တော်လန်ရေးဆိုတဲ့ကိုမေကိုလိုးတွေရဲ့စောက်ခွက်ကိုကြည့်အောင်မကြည့်ချင်ဘူးတော်လန်ရေးပြီးရင်မင်းတို့ကောင်တွေနဲ့လီးတော်မပတ်သက်ဘူးသိလားမင်းတို့တော်လန်ရေးသမားနိုင်ငံရေးသမားဆိုတဲ့ကောင်တွေနဲ့လီးတော်တော်လန်ရေးပြီးရင်မပတ်သက်ဘူးကြားလားလီးတော်မပတ်သက်ဘူးစောက်စကားများလို့ကြာဆုံးရဲဘော်တွေနဲ့ထိခိုက်တဲ့ရဲ